ရဲ့ရင်ထဲမှာတနေ့မှမေးမရပဲလွယ်လို့ကြံခဲ့တဲ့ခံစားရသူမောင်ရဲ့အဖြစ်ပါမေဝေလုံးပြေကထားရတဲ့မေမောင်ရဲ့ရင်ကိုကွဲလို့ရက်စက်တဲ့မေခရီးတွေချင်းချင်းပေးကပြန်လာမယ်ပြောပြီးဖြစ်ခဲ့ပြီပြန်လာခဲ့ချီရတဲ့မေမောင်နေတိုင်းမေကိုလွမ်းနေလေတော့ပြန်ဆုံးရဖို့တောင်းစုပြတယ်လေမေပေးခဲ့ချီကလေးတွေခုတော့ပဲပျောက်လို့သွားတယ်လင်္ကာညာကမောင်ကိုလေးပြစ်လို့သွားသူမေတေးဆွဲအောင်ချီရတဲ့မေမောင်ရဲ့ရင်ထဲမှာတနေ့မှမေးမရပဲလွယ်လို့ကြံခဲ့တဲ့ခံစားရသူမောင်ရဲ့အဖြစ်ပါမေဝေလုံးပြေကထားရတဲ့မေမောင်ရဲ့ရင်ကိုကွဲလို့ရက်စက်တဲ့မေခရီးတွေချင်းချင်းပေးကပြန်လာမယ်ပြောပြီးဖြစ်ခဲ့ပြီပြန်လာခဲ့ချီရတဲ့မေမောင်နေတိုင်းမေကိုလွမ်းနေလေတော့ပြန်ဆုံးရဖို့တောင်းစုပြတယ်လေမေပေးရဲ့ချီ